ဒီစက်ရုံထဲမှာချက်တွေကိုအမြန်ဆုံးကြီးထွားလာအောင်ဆေးထိုးပေးနေခဲ့ကြတယ်။နွားတွေကိုတော့အခန်းကျင်းလေးတွေထဲမှာပိတ်လောင်ထားပြီးလို့တွေကိုအဆက်မပြတ်ညှိယူနေခဲ့ကြတာပါ။စက်ရုံကြီးကတော့အရှိန်ဟုန်နဲ့လက်ပတ်နေခဲ့ပါတယ်။တနေ့မှာတော့ပြုပြင်ရေးသမားတယောက်ကိုအဲ့ဒီကိုခေါ်လိုက်ကြတယ်။သူကအကြောင်းရင်းတစ်ခုကနေချောင်းကြည့်လိုက်တဲ့အခါအလုပ်သမားတွေကချက်တွေကိုဟော်မုန်းဆေးတွေထိုးပေးနေတာကိုတွေ့လိုက်ရပြီမဲ့နေရံပေါ်မှာတော့အရာအလုံးကတဘာဝအတိုင်းလိုရေးထားတဲ့ဆိုင်းဘုတ်ကိုတွေ့လိုက်ရတယ်။နောက်ပိုင်းမှာတော့သူကတခြားအလုပ်သမားတယောက်နဲ့အတူတစ်ခုခုကိုပြုပြင်ဖို့စက်ရုံခေါင်းမိုးပေါ်ကိုတက်သွားခဲ့တယ်။အဲ့ဒီအပေါ်ကနေကြည့်လိုက်တဲ့အခါနွားတွေကသူ့ကိုအကူအညီတောင်းနေတယ်လို့မျိုးအာကိုတကြီးနဲ့ငေးကြည့်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီညီဝင်းကသူ့ကိုအကြီးအကျယ်တုံးလို့သွားစီခဲ့ပေမဲ့စက်ရုံထဲမှာနေရာတိုင်းလိုလိုမှာစက်ရုံကြီးတန်းတွေကစောင့်ကြည့်နေတာကြောင့်သူဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။အလုပ်ပြီးသွားတဲ့အခါသူအပြင်ကိုထွက်လာခဲ့ပြီးလူတွေကလမ်းဘေးမှာအဲ့ဒီထုတ်ကုန်တွေကိုပျော်ပျော်ရွှင်ရွှင်ဝယ်စားနေကြတာကိုတွေ့လိုက်ရတယ်။သူတို့တွေကစက်ရုံထဲမှာတရဝါလေးတွေဘယ်လောက်တောင်ခံစားနေရလဲဆိုတာကိုလုံးဝမသိကြရှာပါဘူး။အဲ့ဒီလူကြီးကအိမ်ပြန်ရောက်ပေမဲ့အဲ့ဒီဆိုးရတဲ့မြင်ကွင်းတွေကသူ့စိတ်ထဲမှာထက်ခါပေါ်လာနေခဲ့တယ်။ပြီးတော့သူကဥယျာဉ်ထဲသွားပြီးဟင်းသီးဟင်းရွက်လက်ဆက်တွေကိုခုစွတ်ကတိကတ်ကားပေါ်တင်ပြီးစက်ရုံအပြင်ဘက်ကိုပြန်သွားခဲ့တယ်။သူကအဲ့ဒီဟင်းသီးဟင်းရွက်တွေနဲ့ဟင်းရမျိုးစုံကိုချက်ပြုတ်လိုက်တဲ့အခါလူအများကြီးစုယုံရောက်ရှိလာပြီးအဲ့ဒီအစားအစာတွေကိုစမ်းသပ်စားသုံးခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲသူကစက်ရုံရဲ့အမှန်တရားကိုလူတိုင်းကိုပြောပြလိုက်ပါတော့တယ်